Hello အားလုံးပဲမင်္ဂလာပါပုံရ page ကနေပြီးတော့ပြန်လည်ကြိုဆိုပါတယ်ဒီတစ်ခေါက်မှာဒီ unfolding connection ဆိုတဲ့ reading လေးကို PAC အနေနဲ့ဖတ်ပေးသွားမှာဖြစ်ပါတယ်ဒီ reading လေးကိုအဓိကလုပ်ပေးရတဲ့အကြောင်းအရာကြတော့တချို့တွေအရင်လောတတ်တယ်ပေါ့နော်လောတတ်တယ်ဒါပေမဲ့timing ကအချိန်မကျသေးတဲ့လူတွေအတွက်ကိုလက်ရှိ current energy ဘယ်လိုရှိနေလဲဆိုတော့စစ်ပေးမယ်ပြီးရင် feelings and emotion တွေလေးတွေကလည်းဘယ်လိုလေးတွေထပ်ဖြစ်လာမလဲပေါ့အဲ့ဒါလေးစစ်ပေးမယ်ပြီးလို့ရှိရင်ဒီ connection ကဘာလို့နှီးကွေးနေရတာလဲပေါ့အဲ့ဒါလေးကိုလည်းပုံအေးစစ်စစ်ပေးမယ်ပြီးရင်တချို့အခြားတွေကကြတော့တွေးဆုံရတယ်ဆိုတော့ soul lesson ကြောင့်တွေးဆုံရတာရှိတယ်အဲ့တော့ soul lesson ကိုပါပုံပါစစ်ပေးမယ်အဓိက lesson learning ကိုတည်တည်ရှာသိပြီးတော့မှပဲ future development ကဘာတွေဆက်ဖြစ်မလဲဆိုတော့စစ်တာပို့ကောင်းတယ်ပေါ့နော်ပြီးလို့ရှိရင်တော့ပုံက guidance လေးတွေပါ additional အနေနဲ့ထပ်ကြည့်ပေးသွားမှာပါအဲ့တော့ကိုအတွက်အဆွဲဆောင်ဆုံးဖြစ်တဲ့ group တစ်ခုကိုရွေးပြီးလို့ရှိရင် reading ကိုဆက်ဖတ်လို့ရပါပြီဒီမှာဆိုရင် group 1လေးတွေရဲ့ energy ကအရင်ဆုံးပါမြင်ရတာလဲဆိုဒီ connection လက်ရှိ energy ပေါ့နော်ဟိုတယောက်နဲ့တယောက်လေးဟိုအရန်ကိုချစ်နေတယ်ကျင်နာနေတယ်ယူရခြင်းမခွဲနိုင်ဘူးပေါ့နော်ဟိုလက်ကလေးတွေကိုဆိုလို့ချင်းစုပ်ကင်ထားခြင်းနေတယ်မလွတ်လိုက်ချင်ဘူးပေါ့တခြားဟိုကိုလှုပ်ရှားကင်စရာတွေရှိနေတာမှာအဲ့ဒီအလုပ်တွေပါတွေကိုဘေးခဏရှာပြီးတော့ကိုသူနဲ့အကြည့်ချင်းစုံနေရရင်ကိုကျင်납ပြီဆိုတဲ့ပုံစံမျိုးပေါ့နော်ချစ်ချင်းမြတ်တာတရားတွေအပြန်အလှန်ထားရှိနေအောင်တွေ့ရတယ်အဲ့ဒါနဲ့တစ်ဆက်တည်းမှာပဲဟိုရွေးချယ်စရာတွေရှိတယ်ပေါ့နော်ရွေးချယ်စရာတွေရှိခဲ့ရင်တောင်မှဒီမြောက်ကအပြန်အလှန်တယောက်ကိုတယောက်ပဲရွေးချယ်မယ်ဆိုတဲ့ပုံစံမျိုးလေးကိုဒီမှာတွေ့ရတယ် passion တွေလည်းတော်တော်ရှိရသေးလားဟိုတယောက်နဲ့တယောက်မှာဆိုလို့ရှိရင်ဟိုကိုလှတာလေးဆိုလို့ရှိရင်လည်း तू ကမြင်တယ်ပေါ့तू လှတာလေးဆိုလို့ရှိရင်လည်းကိုကတတိရှာမြင်တယ်အဓိကတော့မျက်လုံးပေါ့နော်နှစ်ယောက်ရဲ့မျက်လုံးလေးတွေကလေဟိုဘယ်လိုပြောရမလဲတယောက်နဲ့တယောက်ကိုအကြည့်ချင်းစုံလိုက်ရင်ကိုသဘောကျပြီးတော့ဟို satisfy ဖြစ်ပြီးကျင်နေရတယ်ဆိုရင်စိတ်ကလေးရှိနေရပါတော့အပြန်အလှန်မှာဆိုလို့ရှိရင်သူနဲ့ကိုကြားမှာလေဘာတွေတိုးတက်နေပြီလဲဆိုလို့ရှိရင်ကနည်းနည်းလေးစိုးရင်အချစ်ကိုဖွင့်ဟပြလိုက်ဖို့အတွက်တော့လှုပ်ရှင်နေဒါပေမဲ့ကြောက်နေတဲ့စိတ်ကအပြန်အလှန်မှာလဲအဲ့ဒါလေးရှိနေပေါ့နော်ဟိုငါရဲ့ချစ်ချင်းမြတ်တာတွေထုတ်ပြလိုက်လို့ရှင်ရင်ငါကယူဆိုင်မှုတွေထုတ်ပြလိုက်လို့ရှင် तू ထွက်များပြေးသွားမလားပေါ့နော်အဲ့တော့ငါဟိုနည်းနည်းလေးသူကဖွင့်ပြောပြလိုက်အခြေအနေလေးတွေကိုစိုးရိမ်တကြီးစောင့်ကြည့်လိုက်နေပေါ့နော်အဲ့ဒီအခြေအနေလေးမှာတော့လောလောဆယ်ဖြစ်နေသေးတယ်တိုးတက်ပြီလားဆိုလို့ရှင်ကတော့ဟိုနည်းနည်းလေးတတိမွေးလိုက်တဲ့နယ်ပေါ့နော်အဓိကတော့ကိုယ့်ရဲ့အကြောက်တရားတွေထွက်လာတယ်ဆိုတဲ့ဟာကိုလည်းမြင်နေရတယ်သိလားအဓိကတော့ဘာတိုးနေရလဲဆိုချစ်တဲ့စိတ်ကတော့တိုးတယ်ဆိုပေမဲ့ဟိုစိုးရိမ်စိတ်ကတော့ပိုတိုးတက်နေတာမျိုးမြင်ရတယ်ပေါ့နော်အဲ့တော့အပြင်ပန်းကြည့်လို့ရှင်တော့အရင်တိုးတက်မှုမရှိနေဘူးပေါ့နော်ဟိုကြောက်ပြီးတော့ကိုတွန့်ဆော့ပြီးတော့စိုးရိမ်တကြီးနဲ့အဲ့လိုမျိုးချစ်ချင်းမြတ်တာရှာပြတဲ့အပိုင်းမှာဆိုရှင်မဝတ်မရဲဖြစ်တာတွေကကြတော့ဟိုစိတ်ထဲမှာတော့ရင်ထဲမှာတော့ရှိနေရဒါပေမဲ့ဟို take action ယူတဲ့အပိုင်း emotion ကိုထုတ်ပြတဲ့အပိုင်းမှာကြတော့မဝတ်မရဲဖြစ်နေကြည့်ရတော့ experience ရှိတယ်ဆိုတဲ့ပုံစံမျိုးမရှိဘူးတကယ်ကိုနှစ်ကာချစ်တဲ့လူကိုဖွင့်ဟပြောတတ်ရှင်ဆိုတဲ့ experience နှစ်ယောက်လုံးမှာမရှိနေဘူးပေါ့နော်အဲ့တော့အပြင်ဘက်မှာတော့ဘာမှတိုးတက်တာတိတ်မမြင်ရဘူးအဲ့ဒါဆိုလို့ရှင်ကိုယ့်ရဲ့စိတ်အတွင်းပိုင်းမှာကောဘာတွေတိုးတက်ပြောင်းလဲနေလဲပေါ့နော်အဲ့ဒါလေးကိုပုံတစ်ချက်ကြည့်ပေးမယ်အတွင်းပိုင်းမှာကိုယ့်ရဲ့စိတ်အတွင်းပိုင်းမှာကြတော့ဘယ်လိုလဲဆိုရှင် plan ထားတာတွေတော့အများကြီးပဲဟို तू ကဒီလိုလေးပြောလိုက်လို့ရှင်ငါကဒီလိုလေးပြန်လုပ်လိုက်မယ်တကယ်လို့ဟို emotion တစ်ခုဟာဘယ်လိုပြောရမလဲဝေးကွာနေခဲ့ရင်တော့ငါဘယ်လိုချိတ်ဆက်ပြီးရအောင်လုပ်မလဲဆိုတော့စွမ်းအင်ရော power ရောပြီးလို့ရှိရင်ချိတ်ဆက်နိုင်ခြင်းရောရှိတယ်နှစ်ယောက်သားလေတယ်လီပတီလိုမျိုးဆက်သွယ်လို့ရတယ်လို့လည်းခံစားရတယ်သိလားဟိုစိတ်ရှင်ကတော့အရန်ဆက်သွယ်တယောက်ကတစ်ဘက်ကနေတခုခုဒါဖြည့်ရှင်နေဆိုဟိုဘက်ကနေပြီးတော့အဲ့တယောက်ကနေပြီးတော့ဒါလေးကိုဖြည့်စည်းပေးပြီးသားပေါ့နော်စိတ်ကကြတော့လေဟိုဘယ်လိုပြောမလဲ mind power ဖြစ်တယ်လို့ပြောရမလားတယောက်ရဲ့စိတ်ကိုတယောက်ကနားလည်နေတာပေါ့နော်အဲ့ဒီဘိုင်းကကြတော့ဘာမှမလို့နဲ့အဲ့ emotion ကိုထုတ်ပြတဲ့အချိန်ကျမှဒါဟိုတလွဲတွေဖြစ်နေရမျိုးပေါ့နော်ဟိုကပြက်ကချော်လေးတွေဖြစ်သွားတာမျိုးကိုယ့်ယူကာယာလေးဖြစ်သွားတာမျိုးရှေ့ချော်လက်ချော်ဖြစ်သွားတာမျိုးအဲ့လိုလေးဖြစ်နေအတွင်းပိုင်းမှာတော့တော်တော် strong နဲ့မဆိုးဘူးပေါ့လေဒီမှာဆိုလို့ရှိရင် feeling emotion ဘာပုံသွားပြီးကြည့်ပေးမယ်တစ်ဖက်လူကကိုယ့်အဖို့ဘလို့ခံစားနေရလဲဆိုတော့ take action တခုတော့သူယူခြင်းနေပြီအခွင့်အရေးကိုလည်းသူစောင့်မျှော်နေတယ်ရပြီဆိုတာနဲ့သူ take action ယူပြီးပေါ့နော်သူဘက်က maybe first move ကိုစတာပဲဖြစ်ဖြစ်ကိုနဲ့ပတ်သက်တဲ့လှုပ်ရှားကိုင်းစရာရှိတာတွေကို
သူ့ဘက်ကနေပြီးတော့အရင်လက်ဦးမှုယူပြီးတော့သူ့ဘက်ကအရင်လက်ဦးမှုယူကျင်တယ်လို့ခံစားရတယ်လက်ဦးမှုယူပြီးတော့သူတွေ့ရမှလားသူ့ရဲ့ငါ take action ငါယူနိုင်တယ်ဆိုတာမျိုးပြကျင်တာမျိုးရှိရသူမလေး take action ကတော့ယူကျင်တယ်ဒါပေမဲ့သူ့ရဲ့ခံစားချက်ကိုအပြည့်အဝဘာဖြစ်လို့မဖော်ပြသေးတာလဲဆိုလို့ရှိရင် तू ကရှိမှာဘာကြုံခဲ့ဘူးရလဲဆိုလို့ရှိရင်ဘယ်လိုပြောရမလဲလူအများကြီးကတို့ဆိုလို့ရှိရင်လိုချင်နေရမျိုးပေါ့နော် तू အဲ့ဒီ face တွေကိုပဲ तू ကြုံခဲ့ဘူးလားအဲ့တော့ तू ကလိုချင်ပြီးတော့ तू က like တယ်ဆိုတဲ့အခြေအနေမျိုး तू ကမကြုံဘူးသူ့ကိုပဲလိုချင်ပြီးသူ့ကိုပဲလာချစ်ခဲ့တဲ့လူတွေနဲ့ပဲကြုံမှုတာဖြစ်တဲ့အတွက်ဒီအခြေအနေမှာ तू ကဘာလို့လုပ်ရမှမသိဘူးဖြစ်နေရမျိုးပေါ့နော်အဲ့လိုတစ်ဖက်လူမှာဘလို့အကြောက်တရားတွေစိုးရင်မှုတွေရှိနေလဲပေါ့နော်ဒန်ကိုတိထားလိုက်လို့ရှိရင်သူ့ကိုကိုချင်းစာပြီးနားလည်ပေးလို့ရတယ်သူကအကြောက်တရားတို့စိုးရင်မှုတို့ဆိုတာတဲ့သူ့ရဲ့သူပေးနိုင်တယ်သူ့ရဲ့ချစ်ချင်းမြတ်တာတစ်မျိုးလေးအေးချမ်းနေဆိုတာခံစားရတယ်ပြီးလို့ရှိရင်သူကလေဘယ်လိုပြောရမလဲ unconditional love ဆိုတာမျိုးကိုလက်ခံတယ်ယုံလဲယုံကြည်တယ်အဲ့လိုမျိုးသူကိုယ်တိုင်လည်းသူကိုယ်သူလည်းအပြည့်အဝပေးထားတဲ့လူလို့မြင်ရတယ်အဲ့တော့သူကလည်း unconditional love ကိုပဲပေးချင်နေတာဖြစ်တဲ့အတွက်ဘယ်လိုပြောရမလဲစိုးရိမ်နေရဲ့အကြောက်တရားတွေဆိုတာထက်သူ့စီကနေ agent နဲ့ဟာပဲလောလောဆယ်ထွက်နေသေးရဲ့ပေါ့နော်လိုချင်မှုရမတ်ဆိုတဲ့အပိုင်းသူတိတ်မသွားနေဘူးသူကagent နေတယ်နင်းအဆင်ပြေပြီးတော့ဆိုတဲ့ပုံစံလေးပေါ့နော်အဲ့လိုပုံစံလေးနဲ့ပဲသူ့ဘက်ကနေမြစ်တာတွေထုတ်ပေးနေရပဲရှိရပေါ့နော်ဘယ်လိုပြောရမလဲအကြောက်တရားလို့ဆိုရင်မှုတော့အဲ့လောက်တော့မရှိပါဘူးသူမလေးအခုဆိုရင်လက်ရှိ current energy ကိုလည်းကိုစစ်ခဲ့တယ်ပြီးလို့ရှိရင်feeling and emotion တွေကိုလည်းနားလိုက်အောင်စူးစမ်းပြီးသွားပြီဆိုလို့ရှိရင်ဒီ connection ကဘာဖြစ်လို့ slowly ဖြစ်နေရတယ်ဘာလို့နှိကွေးနေရလဲပေါ့နော်အဲ့ဒီဥစ္စာကိုရီးယားကြည့်မယ်ဘာဖြစ်လို့ဒီ connection က slowly ဖြစ်နေရလဲဆိုလို့ရှိရင်သူအချင်းတွေကိုအမြဲတမ်းကြည့်နေသူများတွေဘယ်လိုမျိုးသွားလဲသူများတွေရောအဆင်ပြေပြီလားဒီလိုအချင်းတွေဆိုလို့ရှိရင်ကောအဆင်ပြေပါမလားပေါ့နော်ကြည့်ရတာတစ်ဖက်နဲ့တစ်ဖက်ကလေခဏလေးစောင့်အောင်ဒါလေးပြီးမှလှုပ်လိုက်ရင်ကောင်းမလားငါတို့ next step ကိုဒါလေးပြီးမှရှေ့ဆက်ရင်ကောင်းမလားဆိုပြီးတော့အသင့်တော့ပြင်ထားရပေါ့နော်နှစ်ယောက်စလုံးကတော့ okay relationship တွေဝင်မယ်ဆိုရင်တော့ ready တော့ဖြစ်နေပြီဒါပေမဲ့အချိန်နေစောင့်ကြည့်လိုက်အောင်မယ်ဆိုတဲ့ပုံစံမျိုးနဲ့စောင့်ကြည့်နေတဲ့အရာလေးကပဲခဏတည်းမှာ pause ဖြစ်နေရမျိုးပေါ့နော်အရင်ကြီးတော့ကြာမယ်လို့တော့မမြင်ဘူးဒီ slow burn အချိန်ကာလကလေအခုဒီအချိန်ကနေကြည့်ပြီးတော့ပေါ့နော်လောလောဆယ်ကအရှင်ကြီးတွေကိုအကဲခတ်နေရလေးလာနေတယ်မီးစိမ့်မီစွာနဲ့နှစ်ယောက်လုံးက ready ပဲဆိုတဲ့ဟာတော့မြင်နေရတယ်အဲ့တော့တစ်ဖက်နဲ့တစ်ဖက်မီးစိမ့်လေးပြဖို့ပဲလိုပါတော့လေရှင်းအဲ့တော့နှစ်ဖက်စလုံးကလည်းချစ်စစ်မြတ်တာရှိရပေါ့နော်စိတ်ခံစားချက်လေးတွေလည်းရှိတယ်အေးချမ်းမှုလေးလည်းမြင်ရတယ်အပြင်ပိုင်းမှာသာကိုယ့်ယူကာရလေးဖြစ်နေအတွင်းထဲမှာတော့တယောက်နဲ့တယောက်ကတယ်လီပက်သီလိုမျိုးကချိတ်ဆက်ထားကြအောင်အချိန်လေးတွေမစိုးဘူးပေါ့နော်တောက်လျှောက်ကြည့်လာခဲ့ရတဲ့လောက်ကအဲ့ဒါဆိုလို့ရှိရင်လူနှစ်ယောက်ကနှစ်ယောက်စလုံးကလည်း relationship တွေကိုဝင်ဖို့ ready ဖြစ်နေရမျိုးမြင်ရတယ်ပေါ့နော် trauma လေးပါခံစားနေရလို့ဒါမှမဟုတ်လို့ရှိရင်တပ်ပါတီချင်းလို့ move on လုပ်နေရတော့အဲ့ energy တွေလည်းမမြင်နေရဘူးအဲ့ဒါဆိုလို့ရှိရင်ဘာကြောင့်ပေါ့နော်ဘာကြောင့်ဒီဟာ slow ဖြစ်နေရလဲဆိုပေါ့နောက်ထပ်ဘာလိုမျိုးထပ်စစ်ကြည့်ကြလဲဆိုလို့ရှိရင် divine timing ပေါ့နော်timing ကြသေးလို့လားမကြသေးလို့လားဘာကြောင့်မစုံစည်းရသေးတာလဲဘာဖြစ်လို့ next step ကိုမတက်ရသေးတာလဲဆိုတော့ divine timing ကိုကြည့်လိုက်တဲ့အချိန်မှာ divine timing ကဘာကိုပြနေရလဲဆိုလို့ရှိရင်သူ့ရောကိုယ်မှာရွေးချယ်စရာတွေရှိနေပေါ့ရွေးချယ်စရာဆိုတာအလုပ်ကိစ္စငွေကိစ္စပြီးလို့ရှိရင်ကျန်တဲ့ဘဝတိုးတက်ကြောင်းနေအရာတွေအများကြီးလုံးစရာကိုင်းစရာတွေအများကြီးရှိနေသေးရဲ့ဆိုတာကိုတပိုင်းထိုင်မရတော့ပြနေသေးရဲ့ဒီအရာတွေထဲမှာမှပေါ့နော်နင်ပါကိုရွေးချယ်မှလဲဆိုကိုယ့်ရဲ့ decision making ကိုအချိန်ပေးပြီးအေးဆေးစဉ်းစားပါလောစရာမလိုဘူးဒါပေမဲ့တပိုင်းထိုင်မရတော့ဘာလဲဆိုရှင်မြင်ဆန် relationship တွေဝင်ပြီးကမှခိုးကိစ္စလေးပေါ်လာဒီကိစ္စလေးပေါ်လာဆိုလို့ရှိရင်ကကြတော့နှစ်ယောက်သားကခါကြရင်မျက်နှာချင်းသာဆိုင်နေရမျက်နှာမူနေအရက်ကလွဲသွားတတ်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့လောစေကျန်တဲ့အရာတွေကို stable ကြအောင်ငြိမ်အောင်လို့တပိုင်းထိုင်မရကြလဲအချိန်ကြည့်လိုက်အောင်ပေါ့နော်လောဆယ်ခဏနေအောင်တပိုင်းထိုင်မရတော့လောဆယ်စောင့်နေရတယ်ဆိုတာထက်ကိုရွေးချယ်စေချင်တာရွေးချယ်စေချင်တယ်ဆိုတာလို့ဆိုလို့ရှိရင်ဘယ်အရာကိုမင်းဦးစားပေးပြီးလုံးပါလဲဆိုတဲ့ပုံစံပေါ့နော်ဒါပေမဲ့ကိုကကြတော့လေမရွေးချင်တော့ဘူးတော်ပြီးမရွေးချင်တော့ဘူးပေါ့နော်ဒီမှာနောက်ထပ်ဘာတွေးနေရလဲဆိုလို့ရှိရင်သူရောကိုကအပြန်လန်ကိုစိတ်ကလည်းသူ့စီမှာပဲသူ့စိတ်ကလည်းကိုစီမှာပဲဒါပေမဲ့နှစ်ယောက်သားဘယ်လိုမျိုးအခြေအနေကိုကြုံနေရတာလဲဆိုလို့ရှိရင်လေကိုတွေနှစ်ယောက်ကိုဆိုလို့ရှိရင်လေလာသဘောကျတဲ့လူတွေရှိနေပေါ့နော်ပြီးလို့ရှိရင်မိတ်ဆွေအပေါင်းအသင်းနေရစားဟဲ့ငါမှတော့နင့်ကိုမိတ်ဆက်ပေးကြလူရှိတယ်နင်တွေးကြည့်ပါအောင်လားဆိုတဲ့ပုံစံမျိုးတွေလာလို့ရှိရင်လေဟ
တော်ပါပြီလာပြန်ပြီလားလို့လူမျိုးကြီးဆိုပြီးအဲ့လိုစိတ်ပြက်လက်ပြက်ရှိနေရမျိုးမြင်နေပေါ့နော်လာတော့လာနေဒါပေမဲ့ဒီလူ2ယောက်စလုံးကလေတေချာတိနေငါကလည်းသူ့ကိုပဲ तू ကလည်းငါ့ကိုပဲဆိုတော့တေချာတိနေပြီးတော့တခြားလူတွေလက်ခံနေရတော့မတွေ့ရဘူးဒါပေမဲ့စိတ်ပြက်နေပေါ့နော်ရွေးချယ်စရာတွေပေါ်လာလိုက်တော်ပါပြီတော်ကြပါတော့မရွေးချင်တော့ပါဘူးဆိုပဲအဲ့ဒီ energy တော့ဒီမှာတွေ့ရတယ်ဒါကမစိုးဘူးပေါ့နော်ကျမတော့ကြိုက်ပါတယ်အဲ့လိုမျိုး energy ကိုအဲ့တော့အခုချိန်မှာဘလို့အကြောင်းအရာတွေကကိုရီ2ယောက်ကြားမှာဘာလေးတွေပွန့်ပွန့်လင်းလင်းမဖြစ်လာသေးတာလဲဆိုလို့ရှိရင်လေပုတ်ထင်တာတော့အချိန်ကိုခေါင်းထဲဝင်လာတစ်ချက်ရှိရပေါ့နော်ချစ်လာပိုင်းဒါမှမဟုတ်လို့ရှိရင်လီယိုစီဇန်အချိန်တွေလောက်ကြာလို့ရှိရင်တော့အေးဆေးဆေးဖြစ်သွားမယ်ဒါမှမဟုတ်လို့ရှိရင်နူရာသီလိုအချိန်မျိုးဒါမှမဟုတ်လို့ရှိရင်နေတာတဲ့အချိန်မျိုးပေါ့နော်2ယောက်ကြားမှာတိမ်လေးတွေကင်းစင်သွားဖို့လိုတယ်ကြီးကြီးလင်းလင်းတတရရှင်းရှင်းလင်းလင်းလေးနဲ့ခုနလိုမျိုးပေါ့နော်ရွေးချယ်စရာတွေဝင်လာလို့ရှိရင်နည်းနည်းစိတ်ရှုပ်တယ်စိတ်နှောက်တယ်ဆိုတဲ့ခံစားချက်ပေါ့အဲ့ဒါတွေလုံးဝမရှိတော့တဲ့ကြည်လင်ရှင်းလင်းပြီးတော့ကိုယ်စိတ်ထဲမှာရှိနေတဲ့ချစ်ချင်းမြတ်တာကြည်လင်ခြင်းတွေသူ့ရဲ့စိတ်ထဲမှာရှိနေတဲ့ချစ်ချင်းမြတ်တာကြည်လင်ခြင်းတွေကိုကောင်းကောင်းတွေ့မြင်ဖို့ခံစားဖို့နားဆင်ဖို့လိုတယ်တယောက်နဲ့တယောက်က communicate လုပ်ဖို့လိုနေတယ်တယောက်ပြောတဲ့စကားကိုအေးဆေးဆေးတစ်ဖက်ကနားထောင်ဖို့လိုနေရမျိုးပေါ့နော်အပြန်လှန်အဲ့ဒါလေးလိုနေသေးအဲ့ဒီအားကိုစကားတော့ပြောနေကြပဲအစင်တော့ပြင်ဒါပေမဲ့အခုလိုမျိုးစိတ်ကလေးကြည်နေရှင်းရှင်းလင်းလင်းလေးနဲ့အဲ့လိုမျိုးလေးတေးချာချာ dating တေးချာမလုပ်ရသေးဘူးလို့မြင်တယ်နှစ်ယောက်တည်းအေးဆေးဆေးအချိန်ကုန်ဆုံးတာမျိုးပေါ့နော်အဲ့လိုမျိုးလေးလိုအပ်နေရလို့ခံစားရတယ်နှစ်ယောက်ကဘယ်လိုမျိုးလေးလိုအပ်နေရလဲဆိုလုံးစရာကင်စရာတွေကိုလေလုံးဝယူရှထားပြီးအေးဆေးဆေး chill နေတဲ့အချိန်ပေါ့နော်အဲ့ဒီအချိန်လေးတော်တော်လိုတယ်တငယ်ချင်းပေါင်းသိနေနဲ့သွားတာလေ maybe ရှိနေတယ်ပေါ့နော်ဒါပေမဲ့နှစ်ယောက်တည်းအေးဆေးဆေးဘာမှလုပ်နေရမဟုတ် तू လဲစာဖက်ရှင်ဖတ်နေမယ် तू ဝါသနာပိုင်းဟာလှုပ်ရှင်လုပ်နေမယ်ကိုကလည်းတစ်ဖက်ကနေကိုဝါသနာပိုင်းဟာလှုပ်ရှင်လုပ်နေအဲ့လိုဘယ်လိုပြောရမလဲအဲ့လို chill ပြီးတော့လေအေးဆေးဆေးသဘာဝတရားယူအေးဆေးဆေးခံစားပြီးတော့ညင်ပြီးနှစ်ယောက်အတူတူအဲ့လို date တယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးလေးရှိဖို့လို့နေအဲ့လိုမျိုးနှစ်ယောက်ကြားထဲမှာနှစ်ယောက်ထဲအေးဆေးဆေးပေါ့နော်အေးဆေးဆေးလေးအချိန်ကုန်ဆုံးတယ်ဘူးရယ်ဆိုတာမျိုးမရှိသေးဘူးလို့မြင်တယ်အဲ့လိုမျိုးမရှိသေးဘူးဆိုလို့ရှိရင်ဒီအခြေအနေလေးဖြစ်အောင်တိဆောက်တင်ပါတယ်ရှင့်ဒီမှာဆိုလို့ရှိရင်ပေါ့ဆို lesson ကိုကြည့်ရပေါ့နော်ဆို lesson ကိုကြည့်လိုက်တဲ့အချိန်မှာဒီ connection ကနေကိုကဘယ်လိုသင်ခန်းစာယူရမလဲသူကဘယ်လိုသင်ခန်းစာကိုလာယူနေရလဲနှစ်ယောက်စလုံးကဘာလဲ healing လုပ်ဖို့လုပ်နေသေးတာလဲပေါ့နော်အဲ့လိုမျိုးလေးကြည့်လိုက်တော့ကိုကဒီသင်ခန်းစာကလေဒီ connection ကနေပြောပေါ့နော်ကိုယူရတဲ့သင်ခန်းစာဘာလဲဆိုလို့ရှိရင်အပူတွေဂျာကနေကိုဘယ်လိုမျိုးနေခဲ့ရလဲပေါ့နော်အပူတော်ထဲမှာလူတွေကိုပူလောင်လုပ်တဲ့လူတွေကြားထဲမှာဆိုကိုဘယ်လိုနေခဲ့ရလဲဆိုတဲ့ဟာမျိုးကိုသိအောင်လို့ပေါ့ဘာဖြစ်လို့လဲဆိုတော့ तू တစ်ဖက်လူကတော်တော် agent နေပေါ့နော်အဲ့တော့ agent နဲ့လူနာကပ်ဖို့ဆိုကိုက agent ဖို့လိုတယ်ပေါ့နော်အဲ့တော့ကိုယူရတဲ့ lesson လမ်းတွေကတော့ငါအပူတွေကနေကင်းဝေးနဲ့ဘယ်လို agent အောင်နေရမလဲဆိုတဲ့ soul lesson ကိုကတော့ယူရမယ်သူယူရမယ့်သင်ခန်းစာကြတော့ तू ကလေ तू ကသင်ခန်းစာယူနေရလို့မမြင်မဲနဲ့ तू ကအေးရအေးကြောင်လေးပဲနေနေရပဲမြင်ရတယ်ပေါ့နော်သူပုံစံကတော့စိတ်အေးလက်အေးနဲ့မလောတတ်ဖဲနဲ့maybe သူလောခဲ့တဲ့အရာတွေရှိလို့ကိုယ့်ရုပ်ကာယဖြစ်သွားရဲဆိုတော့အော်ငါဒါဆိုမလောတဲ့မှုဆိုတဲ့ပုံစံမျိုးပေါ့နော်သူဆိုလို့ရှိရင်လည်းနာအေးပါအေးနေတဲ့ရှင်တချို့အရာတွေကိုလက်နဲ့ချပြီးတော့အေးဆေးဆေးနေရမယ်ဆိုတဲ့ lesson learning ကိုလည်းသူလောက်နေပေါ့အဲ့မှာဆိုနှစ်ယောက်စလုံးကဘာတွေ heal လုပ်ဖို့လိုနေသေးလဲဆိုလို့ရှိရင်နှစ်ယောက်စလုံးက heal လုပ်ဖို့တော့မလိုဘူးတိလားနှစ်ယောက်စလုံးကလေသမီးစားတွေဖြစ်သွားလဲရတယ်မဖြစ်သွားလဲရတယ်တယောက်တည်းလဲရတယ်ဆိုတဲ့ပုံစံမျိုးနဲ့အေးဆေးဆေးလေးပေါ့နော်ကိုယ့်ဘဝကိုတေးသေးချာချာအေးချမ်းချမ်းနေတတ်တယ်ဆိုတဲ့အထဲလဲတကယ်ပါအဲ့တော့အရန် heal လုပ်နေစားမလိုဘူးပေါ့ဒါပေမဲ့နောက်တခုတော့ရှိတယ်တယောက်တည်းနေရတာအရန်အကြိုက်လွန်ပြီးတော့လဲ relationship ထဲမဝင်သွားတော့ဘူးဆိုတဲ့ဟာလဲဖြစ်တတ်တယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးကိုမြင်အောင်ကြည့်တတ်ရမယ်အဓိကကြောင့်လေနှစ်ယောက်ကတချို့အရာတွေကိုအလင်းပြကျင်နေရမျိုးရှိရယ်maybe သူလည်းဖြစ်နိုင်တယ် maybe ကိုလည်းဖြစ်နိုင်တယ်ပြီးလို့ရှိရင် supernatural ပုံစံလေးတွေနည်းနည်းစိတ်ဝင်စားလေးရှိရယ်ပေါ့နော်အဲ့လိုတယောက်တည်းနေပြီးတော့ငါဆက်ပြီးတော့လေးလာရင်လေရနေသေးတာပဲဆိုတဲ့ပုံစံမျိုးပေါ့နော်healer တော့ healing stage ကတော့ပြီးနေပြီလို့မြင်ရပါတယ်ခံစားရတယ်အေးဆေးလေးနေတတ်နေကြပြီလေဒီမှာဆိုရင်နောက်3လ6လအတွင်းပေါ့နော်ဒီလိုနှစ်ယောက်ကဘယ်လိုမျိုး connection ကိုတိုးတက်လာနိုင်လဲဆိုလို့ရှိရင်လေအိမ်တောင်ကျသွားနိုင်တယ်သိလား
ဟိုသမီးသားအဆင့်ကိုသွားတာမဟုတ်ပဲနဲ့လေဟိုအိမ်တောင်ကျသွားတယ်ဆိုတဲ့ပုံစံမျိုးလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှိရင်ဟို3လနေ6လလို့သာပြောတာ10လလို့လည်းပုံမြင်ရတယ်ပေါ့နော်ဟိုအိမ်တောင်ကျသွားနိုင်တယ်ဒါမှမဟုတ်လို့ရှိရင်ရေရှည်လက်တွဲသွားဖို့အတွက်ကို emotion ကကို fulfillment ဖြစ်သွားတာမျိုးပေါ့နော်ဆန္ဒတွေပြည့်သွားလိမ့်မယ်ကိုဘယ်လိုသွားခြင်းလဲဟို relationship တွေဝင်ခြင်းလဲဆိုလို့ရှိရင်လည်းအဲ့ဆန္ဒပြည့်မယ်ဒါမှမဟုတ်လို့ရှိရင်အိမ်တောင်ရက်သားကြပြီးတော့ကလေးယူခြင်းလဲဆိုတဲ့ဆန္ဒတွေပါရှိရဆိုလို့ရှိရင်လည်းဆန္ဒတွေပြည့်သွားမယ်ပေါ့နော်နှစ်ဖက်မိဘဆွေမျိုးအတိုင်းဝိုင်းနေရလဲသဘောတူမယ်လို့ဒီမှာမြင်ရတယ်အရန်ကောင်းပါတယ်ဒီမှာဆိုလို့ရှိရင် communication energy ကဘယ်လိုပြောင်းလဲသွားမလဲဆိုလို့ရှိရင်လေဟိုငါတော့ဘယ်နာလေးကိုဘယ်လိုလေးသွားခြင်းလဲဆိုလို့ရှိရင်လက်ခံမယ်ဆိုတဲ့ပုံစံမျိုးထဲမှာပါတယ်အဲ့တော့ communication develop ဖြစ်မဲ့ပုံစံကတော့အပေးကန့်ရက်ရောတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အလိုလိုက်တယ်တစ်ဖက်ကဘာလေးဖြစ်ရှင်နာလဲဆိုလို့ရှိရင်နည်းနည်းရတိမ်မွေ့လေးနဲ့ပြောဆိုပြတော့မယ်ပေါ့နော်အရင်တော့ဟိုမမားထန်ထန်ပြောတာမျိုးဆိုတာထပ်ပေါ့နော်ဟိုစကားကိုဒုံးတိပြောတဲ့ပုံစံ emotional တွေကိုရုပ်တက်ကြီးပြန်ဆိုပြီးဖွင့်ချလိုက်တဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့အေးချမ်းလေးနဲ့ဟိုဂယုဏလေးထားပြီးတော့ပြောပြတဲ့ဘက်ကိုပို့ရောက်သွားလိမ့်မယ်ပြီးလို့ရှိရင်တယောက်နဲ့တယောက်ကလေးဟိုအရန်ကိုကျင်တာတယောက်နဲ့တယောက်ကိုလေးရက်ရောတယ်ပေါ့နော်အပြန်လည်ရက်ရောတယ်ဆိုတဲ့စိတ်ကလေးလည်းရှိနေကြတယ်ဆိုတော့ communication ကအဲ့လိုလေးအဆင်ပြေသွားမယ်လို့မြင်ရတယ်ဒီမှာတော့ relationship potential ကတော့တော်တော် strong တယ်ပေါ့နော်ဟိုအေးဆေးဆေးကိုလေးနှစ်ယောက်သားကလေးနှစ်ယောက်သား lucky လေးကောင်းတယ်လို့ခံစားရတယ်သိလားrelationship တွေဝင်သွားတယ်ဆိုအောင်တော့ဟိုဘယ်လိုပြောမလဲတခုခုချို့ရင်းသွားတယ်ငွေကြီးချို့တဲ့ဝါတယ်အဲ့လိုမျိုးမမြင်ရတဲ့အပြင်ကိုဟိုတယောက်ကစီးပွားရှာနေဆိုလို့ရှိရင်တယောက်နဲ့တယောက်တည်တည်ချာမိထိုင်းလေးတွေပေးမယ် space လေးတွေပေးမယ်တယောက်ရဲ့လွတ်လပ်ခွင့်ကိုတယောက်တန်ဖိုးထားမယ်တယောက်ရဲ့ value ကိုတယောက်တန်ဖိုးထားမယ်ဆိုတဲ့ပုံစံလေးနဲ့ relationship တွေဝင်သွားမှအောင်မြင်ရတယ်ဒီမှာ universe message တောင်းထားတဲ့အချိန်မှာအိတ်ဆော့ခပ်ကြတယ်အရန်ကိုပျော်သွားတယ်ပေါ့နော်အဲ့တော့ဘာလဲဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ထဲမှာရှိနေတဲ့စိတ်အမှိုက်တွေကိုရှင်းထုတ်ထားလေဟိုနှစ်ယောက်သားကဟိုအပြန်လှန်ပေးနေတဲ့ချစ်ချင်းမြတ်တာတွေကဟိုကိုယ့်လက်ထဲမှာဟိုရလေပဲပေါ့နော်အဲ့ဒီကနေပြီးချစ်ချင်းမြတ်တာကဘယ်လောက်ထိအောင်ပြေးရှံနေလဲဆိုလို့ရှိရင် universe ကဘာလို့ပြောနေလဲဆိုလို့ရှိရင်နင်တို့ညဘယ်လောက်ထိအောင်ချစ်နေလဲဆိုလို့ရှိရင်ဟိုငါပေးနိုင်တဲ့အချစ်တဲ့တောင်နင်တို့ညကအပြန်လှန်အရန်ကိုချစ်နေကြတယ်ပေါ့နော်ပုံအဲ့လိုလေးလည်းခံစားရတယ်နောက်တစ်ခုကကျတော့နှစ်ယောက်သားကလေဟိုလိုမျိုးတခုခုဂတိကဝတ်ပြုခဲ့ဘူးတာမျိုး maybe ရှိလိမ့်မယ်ရုပ်ထုတစ်ခုရှိမှဖြစ်အဲ့လိုမျိုးနတ်ရုပ်ပဲဖြစ်ပေါ့နော်ဖျားပဲဖြစ်ကိုခွေရတဲ့ဟာပဲဖြစ်ဒါမှမဟုတ်လို့ရှိရင်ဟိုရုပ်တစ်ခုကိုကြည့်ပြီးတော့ဟိုသစ္စာတိုင်နေခဲ့တာပဲဖြစ်အဲ့လိုပုံစံမျိုးလေးရှိပုံပေါ်တယ်အဲ့တော့ဟို maybe အဲ့လိုမျိုးရုပ်ထုတစ်ခုကိုကြည့်ပြီးတော့ဖြစ်ဘာပဲဖြစ်ပေါ့နော်အရင်အတိတ်ဘဝတွေတော့ရှိခဲ့တဲ့ချစ်ချင်းမြတ်တာတွေကလည်းအခုပြန်ပြီး activate ဖြစ်မယ်ဆိုတဲ့ပုံစံမျိုးခံစား universe ကတော့ချစ်လိုက်ကြပါတော့နင်တို့ညယူလိုက်ကြပါတော့ဆိုတဲ့ပုံစံ message ပဲပေးပါတယ်ပြီးတော့ဟိုဘယ်လိုပြောရမလဲဟိုနှစ်ယောက်အပြန်လန်းချစ်နေတဲ့ချစ်ချင်းမြတ်တာအပြင်ကိုပေါ့နော်ဒီလူနှစ်ယောက်ကိုချစ်ပေးကျင်နာပေး view site ပေးတဲ့တခြားလူတွေပေါ့နော်တခြားလူတွေဆိုတာကိုရီနှစ်ယောက်ကို support ဖြစ်ပေးမဲ့လူတွေလည်းကိုရီနှစ်ယောက်နာမှာဝိုင်းရနေပါတယ်လို့ group 1လေးတွေ energy အရင်ကောင်းပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ဒီမှာဆိုလို့ရှိရင် group 2လေးတွေ current energy ကိုအရင်ဆက်လိုက်မယ်ဒီ connection မှာလက်ရှိရှိနေရဘယ်လိုရှိနေရလဲဆိုလို့ရှိရင်နှစ်ယောက်စလုံးကပေါ့နော်သူ့ဘက်ကောကိုယ့်ဘက်ကော take action ယူစရာလေးတွေရှိနေရမျိုးပြီးရင်ဘယ်သူကလက်ဦးမှုယူမှာလဲပေါ့နော်အဲ့ဒီအခြေအနေတော့ရှိနေဒါပေမဲ့နှစ်ယောက်စလုံးကတော့လက်ဦးမှုမြင်မြဆန်ယူလိုက်ရှင်နေရမျိုးတော့ရှိရပေါ့နော် take action ရှိရဆိုတဲ့အတွက်ကိုယ်ဘာကောင်းနေတယ်ဘာလို့လှုပ်ရှားတဲ့လဲဆိုလို့ကြားမှာဘာလို့တုတ်တက်နေလဲပေါ့နော်ဘာလို့တုတ်တက်နေပြီလဲဆိုလို့ရှိရင်နှစ်ယောက်စလုံးကလေးဒါပေါ့နော်ငွေကြီးကိုယ့်ရဲ့ကိုယ်မှာလုံးနိုင်တိုင်းနေတဲ့ strength ရှိတာတုတ်တက်မှုရှိတာကိုရမယ်ကိစ္စကရေရှည်ကိုပဲကြည့်ပြီးလက်တွေသွားချင်းနေဆိုတဲ့ energy တွေမှာပါတယ်ပေါ့နော်ကြီးလည်းမလို့ပါတယ်တဲ့ရဲ့ရောပြီးလို့ရှိရင်ရလာကြရှိရမှာဖြစ်တယ်ကိုယ်မှာအဲ့ဒီရှိတယ်ပေါ့နော်စွမ်းအင်နှစ်ယောက်စလုံးကရှိတာဖြစ်တဲ့အတွက်ရှိတာပါလဲဆိုအရင်လည်း masculine energy လောစရာမဆောင်ခြင်းလုံးရှင်ကိုင်ခြင်းစိတ်ရှိနေတာပေါ့နော်စိတ်ကလေးပေါ့တိုးတက်တာအရန်ကိုတိုးတက်တာ masculine energy တော့တိုးတက်လေးတွေအပြင်ဘက်မှာတော့အရင်အဆင်ပြေဒါပေမဲ့အတွင်းပိုင်းမှာကတော့ဘာဖြစ်ဝင်ပြောင်းလဲဖို့လိုနေရလဲဆိုလို့ရှိရင်ကျတော့အတွင်းမှာကျတော့ဘာဖြစ်နေရလဲဆိုလို့ရှိရင်ဟုတ်အေးချမ်းနေတတ်ခြင်းပေါ့နော်ဟိုစိတ်ကလေးတွေချော့ထားတာမျိုးပေါ့ကြည့်ရတာနှစ်ယောက်စလုံးကဟို take action ယူတဲ့ဘက်မှာဆို masculine ဘက်သွားပြီးတော့အတွင်းပိုင်းမှာတော့စိတ်ထားလေးတွေနူးညံ့နေရလေးရှိရပေါ့နော်အထဲမှာကျတော့အရင် quiet ဖြစ်နေပေါ့အတွင်းပိုင်းမှာမမြင်ရတဲ့အရာကတော့အဲ့လိုအရင် quiet အရင်ဖြစ်နေတယ်ဖြစ်ချင်လဲဖြစ်လေမဖြစ်ချင်လဲမဖြစ်လဲမဖြစ်နဲ့အဲ့လိုပုံစံမျိုးပေါ့နော်ဟိုအထဲမှာကျတော့အရင် quiet အရင်ဖြစ်လွန်အားကြီးနေရမျိုးဒီ group 2မှာအဲ့ဒါလေးကိုမြင်ရတယ်
အတိကလုံးလုံးဦးရဲ့relationship ရှေ့ဆက်ဖို့ဟာဆိုလို့ရှိရင် take action အပိုင်းပေါ့ emotion ပိုင်းကိုတည်တည်ရှားလေးပါဝင်ဖို့လိုတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင် feeling emotion ပိုင်းပေါ့သူကကိုယ့်အပေါ်ဘယ်လိုခံစားနေရတာလဲဆိုလို့ရှိရင်သူကလေဟိုစိုးရိမ်နေတဲ့စိတ်သူမှာရှိနေမျိုးဒီမှာတွေ့ရတယ်ဘာဖြစ်လို့ခွာရဖြစ်နေရလဲဆိုတဲ့အဖြေဒီမှာထွက်တယ်ပေါ့နော်သူကဘာလဲဆိုလို့ရှိရင်ဟိုလုံးဝယူတကားယူ shut down ပိတ်ပြီးတော့လှည့်မကြည့်တော့ဘူးဆိုပြီး ghost လိုက်တဲ့ပုံစံမျိုးမဟုတ်သူကအချိန်နေတော့ကြည့်နေတာမဲ့လေငါအကဲခတ်လိုက်အောင်မယ်ငါစောင့်ကြည့်လိုက်အောင်မယ်ဆိုတဲ့ပုံစံမျိုးပေါ့နော် ready အသင့်ပြင်ထားတယ်ကိုယ့်ဘက်ကtake action ယူပြီးလာခဲ့ရဆိုလို့ရှိရင်လည်းသူတကားဖွင့်ဖို့အဆင်သင့်ပဲအဲ့လိုမှမဟုတ်ဘူးကိုက move on သွားတယ်ကိုကဟိုသူ့ကိုမျက်နှာလဲထားခဲ့ရဆိုလို့ရှိရင်လည်း it's okay ငါလည်းငါ easy နေလို့ရအောင်ငါ ready ပဲဆိုတဲ့ပုံစံမျိုးပေါ့သူအကြောက်တရားတခုတော့ရှိရသေးလားအဲ့လို defense အနေနဲ့လုပ်နေတဲ့အကြောက်တရားပေါ့နော်အဲ့စိုးရိမ်စိတ်ကလေးသူ့မှာရှိနေတယ်ပြီးလို့ရှိရင်စောင့်ကြည့်နေသေးတယ်ပေါ့နော်ငါအရှင်နေအကဲခတ်လိုက်အောင်မယ်ဆိုတဲ့ပုံစံမျိုးသူ့ဘက်ကခံစားချက်ကတော့အဲ့ဒါပေါ့ဘာကြောင့်ပေါ့နော်တကယ်လဲဆိုသူရင်ထဲမှာဆိုလို့ရှိရင်ဟိုစောင့်ကြည့်နေရဆိုစိတ်ရှိရဆိုသူကိုယ့်ပေါ် interest ပေါ့နော်စိတ်ဝင်စားရဆိုစိတ်ရှိတယ်ဒါပေမဲ့သူ့ရဲ့ခံစားချက်အပြည့်အဝပေါ့နော်သူကဘာဖြစ်လို့မဖော်ပြသေးတာလဲဆိုလို့ရှိရင်သူကဘယ်လိုမျိုးလဲဆိုလို့ရှိရင်လေသူကဘယ်လိုလူသားမျိုးလဲဆိုချက်ကောင်းထီမှာသူကလေဟိုအမှတ်100ဆို100ပဲလို့ကျင်တာဟို90တို့98တို့99တို့မဟုတ်ဘူး69ရခဲ့ရင်တော့โอเคနည်းနည်းတော့လက်ခံသေးရပေါ့သူကလေဂျက်ကောင်းကိုပဲထိချင်တာဂျက်ကောင်းထိမှာပဲငါပြစ်မယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဟိုဖြစ်နိုင်တာကိုယ့်ဘက်ကနေပြီးတော့တည်တည်ချာချာတိတိကျကျသူ့ကိုဘာဆိုဘာမှမချပြသေးတာဖြစ်တဲ့အတွက်သူ့ဘက်ကလည်းဘာဆိုဘာမှမလှုပ်ရှားခြင်းသေးဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်သူကနည်းနည်း traditional ဘက်လိုက်တာလည်းရှိရဟိုရှေးရိုးဆွဲပေါ့နော်ဟိုအခုလိုမျိုးဒီအခုခေတ်လိုမျိုး data တို့ဘာလို့ဆိုသူ့အတွက်နည်းနည်းလေးအဆင်ပြေမှာမဟုတ်ဘူးသူကအဲ့လိုမျိုးအရင်ဆုံးဟိုတငယ်ချင်းလိုမျိုးအေးအေးဆေးသွားအောင်မယ်ပြီးတော့မှ relationship တွေဝင်မယ်ပြီးတော့မှ interview ဖို့ဆိုအရင်ရှေးရိုးဆွဲနည်းနည်းဆန်တဲ့အသေးပေါ့နော်ဟိုသူကသူလူငယ်တွေဖြစ်စေလူကြီးတွေဖြစ်စေဒါပေမဲ့သူ့ရဲ့အတွေးထဲမှာက step by step အေးအေးဆေးသွားချင်တာမျိုးပြီးလို့ရှိရင်သူကဟိုနောက်တစ်ခုကသူ့ရဲ့ခံစားချက်တွေဘာလို့အပြည့်အဝမဖော်ထုတ်သေးရလဲဆိုတော့သူကဒီအချစ်ကိုပေါ့နော်သူလမ်းနဲ့လုံနေသေးတယ်ဟိုဘယ်လိုမျိုးအခြေအနေတွေဆိုလို့ရှိရင်ဘယ်လိုမျိုးပြောရတာလဲဘယ်လို communicate လုပ်ရတာလဲအဲ့လိုမျိုးပြီးလို့ရှိရင် तू ကလေဆရာကြီးလုပ်ရှင်တာအဓိက तू ကဘာဖြစ်ရှင်အောင်ဆို तू ဆရာကြီးလုပ်ရှင်တာဆရာကြီးလုပ်ပြီးတော့ပဲ तू ကအဲ့လိုမျိုးပြောချင်နေရမျိုးပေါ့နော် तू က maybe ဖြစ်နိုင်တာကဟိုတစ်ဖက်ကယောက်ျားလေးလည်းဖြစ်နိုင်တယ်တစ်ခါ main ကလေးလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့ယောက်ျားလေးဖြစ်ဖြစ် main ကလေးဖြစ်ဖြစ်ကိုယ့်စီမှာရှိနေတဲ့feminine energy ပဲဖြစ်ဖြစ် masculine energy ပဲဖြစ်ဖြစ်မျှအောင်သုံးရမှာပေါ့ဒါပေမဲ့ तू ကသူ့ရဲ့ masculine energy ကိုအရန်ကိုထုတ်သုံးချင်နေရမျိုးရှိရပေါ့နော် तू အဲ့ဒါကို used to ဖြစ်နေခဲ့လို့လည်းဖြစ်လိမ့်မယ်အဲ့ဒါကြောင့်မို့လို့ तू ကဟိုဘယ်လိုပြောရမလဲ balance သူ့ရဲ့ဟာမညီနေတဲ့အတွက်သူ့ရဲ့ခံစားချက်တွေ तू ဘလို့အပြည့်အဝဖော်ထုတ်ရမယ်ဆိုတော့ तू မသိနေတယ် तू လမ်းနဲ့လုံနေတော့ပေါ့နော်အခုချိန်က तू လမ်းနဲ့လုံနေတော့မို့လို့သူ့ကိုဒါလေးကိုယ့်ဘက်ကနေပြီးတော့အပြည့်အဝနားလည်ပေးနိုင်ရင်relationship လေးကမဆိုးပေါ့နော်အဆင်ပြေလောက်ပါတယ်ဒီမှာဆိုလို့ရှိရင်သူ့ရဲ့အကြောက်တရားတွေစိုးရိမ်မှုတွေကဘာရှိလဲပေါ့နော်သူကလေဟိုကြောက်မလှလှပလေးနေတတ်တယ်ဟိုတယောက်ထဲနဲ့လေသူ့ဘဝကြီးအစရပြည့်စုံနေဆိုတဲ့ခံစားချက်သူ့မှာအပြည့်ရှိရသူကအကြောက်တရားဘာညာစိုးရိမ်မှုတွေရှိနေရတော့မဟုတ်ဘူးသူ satisfy အဖြစ်နေ satisfy အဖြစ်လွန်နေရပေါ့နော်ရတယ်ကိစ္စမရှိဘူး is okay ပေါ့နော်သူကလေဟိုဘယ်လိုပြောရမလဲ attraction တခုရှိရနော်ဟိုသူဝစ်လိုက်စားလိုက်လို့ရှိရင်လေအဆင်ပြေနေရမျိုးပေါ့နော်သူနဲ့ဆိုလို့ရှိရင်ချစ်စရာလေးဟိုတိတ်တက်ရှိတယ်ဟိုချစ်ဖို့ကောင်းတယ်ဆိုရဲဟာလေးတခုဒီမှာမြင်ရတယ်ပေါ့နော်သူမှအဲ့ဒါလေးတခုရှိတယ်ပြီးရင်သူကလေဟိုဘယ်လိုပြောကြွားဝါတတ်တဲ့ထဲမှာမပါဘူးပေါ့နော်သူအေးအကြောင်းလေးနဲ့ဟိုသူ့မှာရှိနေတဲ့ရိုးကုံလေးကိုသူမျက်နိုးတယ်သူ့မှာရှိနေတဲ့ဘယ်လိုပြောရမလဲဟိုတက်ရက်လေးနေတတ်တယ်ပီကန့်တတ်တယ်ဆိုတဲ့ပုံစံလေးမြင်ရတယ်ပေါ့နော်ပြီးလို့ရှိရင်သူ့မှာရှိတဲ့အရာလေးတွေနဲ့ကိုသူက boundary setting လေးနဲ့ကောင်းကြီးတိဆောက်ပြီးတော့ boundary setting လဲထားတယ်ပေါ့နော်သူလူတိုင်းကိုသူလက်ခံတဲ့အထက်မှာမပါဘူးဆိုတာလည်းမြင်ရတယ်အဲ့တော့သူ့မှာအကြောက်တရားတွေစိုးရိမ်မှုတွေတော့မရှိဘူးသူ့ဘဝလေးနဲ့သူตายရပြီးကျင့်တဲ့ထဲမှာပဲသူကတော့ပါတယ်အဲ့ဒါကြောင့်လဲ relationship ကြီးကသူ့အတွက်လုံးနေစရာမလိုဘူးလို့မြင်တာဖြစ်ဖို့များတယ်ဒီ connection ကပေါ့နော်ဘာဖြစ်လို့ slowly ဖြစ်နေရလဲဘာဖြစ်လို့နှေးကွေးနေရလဲဟိုရှေ့သွားဖို့အရေးကိုဘာဖြစ်လို့ရှေ့ဆက်ဖို့အရင်မြန်ဆန်မဖြစ်နေသေးရလဲဆိုလို့ရှိရင်ဟိုနှစ်ဖက်စလုံးကပေါ့နော်ရွေးချယ်စရာဝင်လာတာတို့တပ်ပါတီဝင်လာတာတို့အဲ့လိုမျိုးလေးရှိတဲ့ဟို
ငွေကြေးရလည်းခိုင်မာတယ်ပြီးရင်ရုပ်ကလေးရလည်းရှိတယ်standard ရှိလေးလည်းနေတတ်တယ်ဆိုတော့ဟိုလိုချင်တဲ့လူကကို့အပြင်ကိုသဘောကျတယ်လို့မျိုးသူ့သဘောကျရလို့လည်းရှိရပေါ့နော်အဲ့တော့ဟိုသူကကို့တော့ရွေးဖို့တော့သူစဉ်းစားထားပါတယ်ဒါပေမဲ့ဟိုဘယ်လိုပြောမလဲသူ့မှာခုနပြောတဲ့အကြောက်တရားလေးလည်းရှိတယ်မှလားအဲ့တော့ရွေးဖို့လည်းစဉ်းစားထားသလိုမျိုးလက်လွတ်လိုက်ဖို့လည်းသူ ready ပဲဆိုတဲ့ပုံစံမျိုးပေါ့နော်မျက်နှာမူထားတော့ကိုယ့်ဘက်ကိုတော့မှုထားတယ်ဒါပေမဲ့သူ့ကိုလည်း universe ကရွေးချယ်စရာလေးတွေရှိနေသေးတယ်ဆိုပုံစံလေးတွေ့ရတယ်ပေါ့အဲ့မှာ divine timing အောင်အဲ့ဒါဆိုဘယ်လို role နဲ့ပါဝင်နေလဲပေါ့နော်ကိုတွေနှစ်ယောက်ကိုပေးတွေ့အောင်မှလားဆိုတော့ divine timing ကကြတော့ဘာပြနေလဲဆိုလို့ရှိရင် defense သဘောမျိုးပေါ့နော်ဟို divine timing ဆိုတာတဲ့လောကဓာတ်ကဘာလာနေရလဲဆိုလို့ရှိရင် maybe ဒီနှစ်ယောက်ကြားမှာလေဟိုအများကလက်ခံလို့မရတဲ့အချက်ရှိပုံပေါ်တယ်ဟိုနှစ်ဦးစလုံးကငါတို့ကိုလက်ခံဖို့ဆိုလို့ရှိရင်ငါဒါတော့ defense လုပ်ရမယ်ကိုကလည်းငါတို့တော့ရွေးချယ်လိုက်ငါဒါတော့ defense လုပ်ရမယ်ဆိုပုံစံမျိုးပေါ့နော်အဲ့တော့divine timing ဆိုတာတဲ့အဲ့လို defense လုပ်နေရတဲ့အချိန်လေးတွေရှိတယ်ပေါ့နော်အဲ့တော့ကြားကန်ထားရတယ်မဟုတ်ဘူးငါတော့သူ့ကိုပဲရွေးမှာပဲဆိုတဲ့ပုံစံမျိုးဘယ်လိုပြောမစုံမနစ်တဲ့ဇွဲနဲ့ကြက်ခံနိုင်တဲ့စိတ်ပေါ့နော်မစုံမနစ်နဲ့ဇွဲဆိုတော့ကြက်ခံနိုင်တဲ့စိတ်ရှိမရှိကို test လုပ်နေရလို့ခံစားရတယ်ဒီနှစ်ယောက်အတွက်ကလေပြီးတော့လေဒီနှစ်ယောက်ကဟိုဘာလေးမလုပ်ရသေးဘူးလဲဆိုလို့ရှိရင်ဘာလေးလိုအပ်နေရလဲဆိုလို့ရှိရင်ကလေဟိုတပ်ပါတီအမြဲတမ်းသူနဲ့ကိုကြောက်လေတပ်ပါတီအမြဲတမ်းဝင်နေသေးလားသူ့ဘက်လည်းဝင်နိုင်တယ်ကိုယ့်ဘက်လည်းဝင်နိုင်တယ်ပေါ့နော်ဒါပေမဲ့နှစ်ယောက်သားဘာလေးဖြစ်ဖို့အတွက်လိုနေရလဲဆိုလို့ရှိရင် masculine feminine energy မျှတာရှိပြီးတော့နှစ်ယောက်သားအေးချမ်းနဲ့နှစ်ယောက်သားရဲ့ဘဝတွေကိုဘယ်တပ်ပါတီမှမဝင်လာဘဲနဲ့အေးချမ်းနေရတဲ့အချိန်လေးတခုလိုဝင်ရပေါ့နော်အဲ့ဒီဟာလေးမရှိသေးဘူးအမြဲတမ်းလေဟိုတယောက်မဟုတ်တယောက်တော့သူ့ဘက်မှာပေါ်တယ်ဒီလား तू ကသူ့အေးဆေးနေရအဲ့ဒါကိုတယောက်ပြီးတယောက်ကိုလာကြိုက်ကြတာမျိုးပေါ့နော်သူ့မှာတပည့်တပန်းတွေလည်းများပုံပေါ်တယ်သူ့ဆိုလို့ရှိရင်လေအဲ့လိုမျိုးချစ်ပြီးတော့ကျင်နာပြီးတော့ကိုပြီးလို့ရှိရင်နောက်တစ်ခါဟိုချစ်တဲ့ကြိုက်တဲ့လူမဟုတ်ဘူးဆိုရင်တော့မှသူ့နားမှာလေအဲ့လိုမျိုးသူ့အချိန်သူ့နားကိုဆိုလာခြင်းတဲ့လူကြီးရှိနေပေါ့အဲ့တော့သူ့မှာအဲ့ဒီအရာတွေကိုသူ့အချိန်ပေးနေရတယ်ဆိုတဲ့ဟာမျိုးမြင်ရတယ်အဲ့တော့ဟိုနှစ်ယောက်တည်းအေးဆေးအချိန်ကုန်တက်ရှင်ပေါ့နော်ပြီးရင်နှစ်ယောက်တည်းအေးဆေးလေးfeminine energy masculine energy လေးမျှတလေးနဲ့ဟိုတီနူးလေးharmony ညီလေးနေရတဲ့အချိန်လေးကအရင်မရှိနေဘူးပေါ့နော်အဲ့ဒါလေးလိုအပ်နေရလေးလည်းတွေ့ရတယ်ဒီမှာဆိုလို့ရှိရင်ဒီမှာတော့ connection ကနေကိုယ်ဘာသင်ခန်းစာပေးနေရလဲဆိုလို့ရှိရင်ဘာတွေ့ရလဲဆိုကိုကလေရွေးချယ်စရာတွေပေါ်လာပြီဆိုလို့ရှိရင်ဘာကိုရွေးရမှမသိဝေခွဲမရဖြစ်တာမျိုးအဲ့ဒီကိုဝေခွဲမရဖြစ်နေတဲ့ energy ကသူ့ဘက်မှာလည်းဘာသွားဖြစ်တာလဲဆိုလို့ရှိရင် तू ကဘာဟိုဘက်ကနေဝေခွဲမရပြန်ဖြစ်တာမျိုးအဲ့တော့ဟိုကိုကဒီဘက်မှာထားလိုက်ပါတော့ဟိုကိုဘက်မှာတော့တပ်ပါတီဝင်လာစရာတခြားလို့မရှိနေဘူးဒါပေမဲ့ဟိုကိုကအဲ့လိုမျိုးတစ်ခုခုရွေးလိုက်ပြီဆိုနှစ်မျိုးနှစ်ခုတည်းနဲ့ငါဘာရွေးရမှာလဲမသိဘူးဆိုထားပါတော့ဒီနေ့အခုရွေးခိုင်းလိုက်တဲ့ group 1နဲ့ group 2ဆိုရင်တော့1လား2လားနှစ်ခုလုံးရွေးခြင်းတလို့ဖြစ်နေအဲ့လိုမျိုးလေးပေါ့နော် PAC တွေကအစအမြဲတမ်းရွေးနှစ်ခုရွေးခိုင်းလိုက်နှစ်ခုရွေးမိတာတော့ခေါင်းထဲမှာကဏ္ဍကနှလုံးပေါ်လာတာမျိုးအဲ့လိုမျိုးတွေလေနှစ်ခုပဲဘာလို့ပေါ်နေရလဲဆိုအဓိကတော့ကိုက decision making ဖြစ်ပါချတတ်ရမယ်လို့မြင်တယ်အဲ့တော့ကိုသာ decision making ပြတ်သွားတာဒါမှဒါပဲဘယ်အရာမှမဆိုသူနဲ့မှပတ်သက်မှာမဟုတ်တခြားအရာတွေမှာလည်းဒါဆိုဒါပဲဟိုဟာမဟုတ်ဘူး no ဆိုပြီးတော့လောက်တက်တဲ့ဟာလေးလောက်ဖို့လိုတယ်အဲ့ဒါမှပဲသူနဲ့ပို့အဆင်ပြေမယ်လို့မြင်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့လူတွေကလေကိုယ်စီကနေထုတ်နေတဲ့ energy နဲ့ frequency နဲ့တူတဲ့လူကိုပဲကိုယ်လည်း attract လုပ်ဖြစ်တာပေါ့နော်အဲ့တော့ကိုကဝေခွဲမြမြေပဲမှဖြစ်နေရဆိုလို့ရှိရင်လည်းကိုယ်စီရောက်လာတဲ့လူတွေကလည်းဝေခွဲမြမြေပဲမှဖြစ်နေလူပဲကိုရမှာပေါ့နော်အဲ့တော့ဟိုသူ့ဘက်မှာတပ်ပါတီတွေဝင်လာတယ်ဆိုတာလေကိုကဒီဘက်ကနေဝေခွဲမရဖြစ်နေလို့သူ့ဘက်မှာလည်းအဲ့လိုမျိုးကိုနဲ့ရှင်ပြီးရွေးစရာလူတွေပေါ်လာတာမျိုးပေါ့အဲ့တော့ကိုဘက်ကနေဒါတိကြပြတ်တာဆက်ဆက်ရအောင်ဖျက်ချနိုင်နေဆိုလို့ရှိရင်သူ့ဘက်ကလည်းအေးတေးချာရှင်းလင်းဖြစ်သွားလိမ့်မယ်ပေါ့နော်ဒီမှာ तू ကတော့ကိုနဲ့ပတ်သက်ပြီးဗာသင်ခန်းစာယူသွားတာလဲဆိုလို့ရှိရင်ဟို shoot down လေးတွေ तू ပြောင်းကြည့်တတ်ဖို့လိုတယ်ပေါ့သူ့ရဲ့အဲ့လို masculine energy တွေပဲအရင်ထုတ်သုံးနေတဲ့ဟာထုတ်မသုံးဘဲနဲ့ shoot down တစ်မျိုးပြောင်းပြီးတော့သူကြည့်ပြီးတော့မှပဲ masculine energy ကနေရာတကာတိုင်းမှာမကောင်းပါလားပေါ့နော်ဟိုဘလကောင်းတိုင်းလဲအလုံးမဖြစ်ဘူးညံလဲသုံးရမှာပဲဆိုတဲ့lesson learning ကိုသူရမှာပေါ့နော်ဒါကတော့သူယူရမယ့် lesson learning ပေါ့လေအဲ့တော့ masculine energy ပဲကြီးပဲနေရာတိုင်းသုံးနေရမှာမဟုတ် feminine energy လေးနဲ့ဆိုတာတဲ့ soft power ပေါ့နော် soft power နဲ့ဘယ်လိုမျိုး approach လုပ်ရမလဲဆိုတဲ့ဟာလေးတွေစိတ်လိုက်မှာပါမလုပ်ဘဲနဲ့ဘယ်လိုမျိုးပြောင်းညင်တာပြောဆိုရမလဲဆိုတဲ့ lesson learning တစ်ဖက်ကရသွားလိမ့်မယ်ဒီမှာရည်ကျင်နေရဟို
အတန် record လုပ်တာတော့ pause လုပ်လိုက်သေးတယ်နှစ်ယောက်စလုံးကဘာတွေ hero လိုနေရလဲဆိုလို့ရှိရင်ကလေနှစ်ယောက်လုံးကလေအရန်မျက်နှာပန်းလှမျက်နှာပန်းပွင့်ပုံပေါ်တယ်ဟိုသူ့ရောကိုရောအဲ့လိုမျိုးပြိုတိုင်းကြိုက်တဲ့နှင်းစည်းကြိုင်လိုမျိုးအဲ့လိုမျိုးဟိုတို့ဆိုလို့ရှိရင်လည်း like တဲ့လူတွေအများကြီးကိုဆိုလည်း like တဲ့လူတွေအများကြီး offer ပေးခံရတဲ့အထက်မှာအရန်ပါတယ်ပေါ့နော်အဲ့တော့ဟိုကိုရီးယားလေအဲ့လိုမျိုးကိုကနည်းနည်းလေးဟိုဘယ်လိုလဲ player type ပေါ့နော် player type တယ်မှာနည်းနည်းလေး enjoy ဖြစ်တယ်မှာနှစ်ယောက်စလုံးကပါတယ်အဲ့တော့ပြီးရင် reflect sun နဲ့နှစ်ယောက်စလုံးမှာအဲ့တော့ဗာလဲဆိုအဲ့ reflect sun နဲ့ဟာကဘယ်လိုပြောရမလဲဟိုတချို့အရာတွေကကြတော့နည်းနည်းတည့်ရလုံးဖြစ်သွားရင်မကောင်းဘူးเนาะအဲ့တော့ကိုအဲ့ဒါ healing လုပ်ဖို့လိုတယ်ငါကဘာဖြစ်လို့အဲ့လိုမျိုး auto attract ဖြစ်နေတာဟုတ်တယ်ဟိုကိုကဘာမှ shade လုပ်စရာမလိုသူကသူ auto attract ဖြစ်နေတာမကောင်းလားမဟုတ်ကောင်းတယ်ဒါပေမဲ့လာသမျှဟာအရာတွေကနည်းနည်းလေး play ချင်နေတာပေါ့เนาะအဲ့ဒီဥစ္စာလေးကဟိုအပြစ်ကိုက play လို့ရှင်သူကလည်းဟိုမှာ play မှာပဲပေါ့เนาะဒီနှစ်ယောက်ကလေ frequency vibration တူလို့တကယ်လာတွေ့ရတယ်လို့နှစ်ယောက်ပေါ့အဲ့တော့နှစ်ယောက်စလုံးအဲ့လိုမျိုး play တတ်ရှင်ဆိုတဲ့အရာလေးတို့သူနဲ့ကိုယ်နဲ့အပြန်လည် play တာလေးဖြစ်ရှင်မှာဖြစ်လိမ့်မယ်ကြံတဲ့လူတွေကို play နေတာပေါ့နော်အဲ့တော့အဲ့ဒါလေးကို healing လုပ်ဖို့လိုရသေးလားငါဘာဖြစ်လို့ဒီလိုမျိုးလှုပ်ဖြစ်နေရလဲဆိုပြီးတော့တော့မကြည့်နဲ့ကိုပဲအရင်အကြည့်ကိုတိုင်းအသေးစားငါ healing သေချာလုပ်ပြီးသွားလို့ရှင်တော့သူလည်းတစ်ဖက်မှာ energy frequency vibration ခံစားပြီးသူလည်းသူ့မှာဟိုဘက်မှာလက်လွတ်ရှာစရာရှိရလက်လွတ်ပြီးတော့မှအေးအေးဆေးဆေးတည်ငြိမ်ဖြစ်သွားလိမ့်မယ်ဒီမှာဆိုလို့ရှိရင်ပုံကတခုဆိုလို့ရှိရင် future development ကိုကြည့်ပေးတတ်တယ်နောက်3လ6လအတွင်းဒီ connection ဘယ်လိုတိုးတက်လာနိုင်လဲလို့ကြည့်တာပေါ့နော်လိုသေးတယ်အချိန်လိုသေးရပေါ့နော်3လ6လမဟုတ်6လထက်ကိုကြော်ပြီးတော့မှအချိန်ယူဖို့တော်တော်လိုသေးရဖြစ်အေးဆေးဆေးပဲသွားအောင်မယ်ဟိုဘာမှလောလို့မရနိုင်ဘူးပေါ့နော်နှစ်ယောက်စလုံးကဟိုဘယ်လိုပြောရမလဲဟိုတော်များများကိုလွှတ်ချပြီးတော့ money မာနတွေတော်များများကိုလွှတ်ချပြီးတော့မှပဲnext step တစ်ခုကိုသွားမယ်လို့ဒီမှာမြင်ရတယ်ဒါပေမဲ့ဟိုအစိမ့်တက်ဖို့ဒါခက်နေတာဒါပေမဲ့ communicate လုပ်တဲ့အပိုင်းမှာတော့ပို့အဆင်ပြေလာဖို့မြင်တယ်ပေါ့နော်တော်တော်အဆင်ပြေလာလိမ့်မယ်ဟိုသူရောကိုရောကအရင်ကလိုမျိုးမဟုတ်တော့ဘဲနဲ့ communicate လုပ်တဲ့ပုံစံကလေပြောင်းသွားလိမ့်မယ်ဟိုဘယ်လိုပုံစံပြောင်းသွားမှာလဲဆိုလို့ရှင်စကားနဲ့ပြောစရာမလိုကိုကစိတ်ထဲကနေတခုခုလိုချင်တယ်ဆို तू ကဟိုဘက်ကနေစိတ်ထဲကနေပြောလေအော် तू ဒါလေးလိုမလားမသိဘူးဒါကြောင့်ကိုက तू ဒါလေးလိုရင်တော့ကောင်းမယ်ဆိုစိတ်ဆန္ဒဖြစ်လိုက်တာနဲ့ तू ကတစ်ဖက်မှာတော့လှုပ်ထားပြီးသားပေါ့နော်အဲ့တော့telepathy ဆိုတဲ့ပုံစံမျိုး communicate လုပ်တဲ့အပိုင်းမှာ mind power ပို့တိုးလာမှာအဲ့ဒါတော့တကယ် strong လာလိမ့်မယ်သိလားဒီမှာဆိုလို့ရှိရင်relationship potential ပေါ့တော့ဘယ်လောက်ထိရှိလဲဆိုလို့ရှိရင်နှစ်ယောက်စလုံးကလမ်းကြောင်းမှန်တယ်ဆိုပြီးတော့ဟိုသွားဖို့များတယ်အပြင် relationship potential ကကြလေခရီးထွက်ဖို့လိုတယ်လို့မြင်နေသေးလားခရီးထွက်ရင်တော့ခရီးလေးတွေ trip လေးတွေ short trip ပဲဖြစ်ပါပဲဖြစ် season လိုက်လို့ရှိရင်တော့နှစ်ယောက်သားဟိုဘယ်လိုပြောရမလဲပို့ပြီးတော့စီးလုံးသွားမယ်လို့မြင်ရတယ်ဟိုဘယ်လိုပြောရမလဲစစ်မြေပြုံသွားတဲ့စစ်သားကြီးလိုမျိုးစစ်သူကြီးနဲ့စစ်သားကြီးလိုမျိုးအပြန်အလှန်အပေးယူချိတ်ဆက်တွေမိပြီးတော့လေ adventure လေးလုပ်တယ်နဲ့ adventure တွေလုပ်တော့မှဒီနှစ်ယောက်ကဟိုရှေ့ကိုဘယ်လိုဆက်မလဲဆိုတဲ့ပုံစံမျိုးကိုထွက်လာမှာပေါ့နော်အဲ့တော့ masculine energy ကိုတခြားနေရာတွေမှာထုတ်သုံးမယ်ဆိုတာဒီလိုနေရာလေးတွေမှာထုတ်သုံးခြင်းအပြင်တယောက်နဲ့တယောက်ပို့ပြီးနားလည်မလာမယ်လို့မြင်ရတယ်ဒီ connection အတွက်ပေါ့နော်ကိုကဘာကိုအာရုံစတင်လဲဘာကိုလှုပ်ရှားတင်လဲဆိုအေးဆေးဆေးနေတတ်ရှင်မလောတတ်ရှင်ကိုတင်ယူရမယ်လို့ဒီမှာထပ်လောင်းပြီးတော့ပြောချင်ပါတယ်အေးဆေးဆေးပဲနေဘာဆိုဘာမှမလို့နဲ့အကုန်လုံးကလက်လွတ်ချတာအကုန်အဆင်ပြေသွားလိမ့်မယ်ဒီ universe ကနေပြီးတော့ဗာ message ပေးချင်နေလဲပေါ့နော်ကိုဘာလို့ဖို့လိုနေလဲဆို universe ကကြတော့ emotion တွေဖြုတ်ချလိုက်ပေါ့နော်အရင်ကို့အတွက်မလိုအပ်တော့တဲ့အရာတွေကိုထားခဲ့လိုက်ပါလားဆိုတော့maybe အရင်တော့ကို ace နဲ့ပတ်သက်ပြီးတော့ဖြစ်အရင် relationship တွေနဲ့ပတ်သက်ပြီးတော့ဖြစ်ဒါမှမဟုတ်သူနဲ့ပတ်သက်ပြီးတော့ဖြစ်စိတ်မကောင်းခဲ့ရတယ်ဝမ်းနည်းခဲ့ရတယ်အဆင်ပြေခဲ့တဲ့အရာတွေကိုအဲ့ဒီစိတ်ကိုလှုပ်ရှားခဲ့မှာပဲကိုကအဆင်ပြေမယ်ပေါ့နော်အဲ့ဒါကကြတော့ဟိုဒီ relationship မှာမဟုတ်ဘူးတခြားအရာတွေမှာပါကိုဒီအဆင်ပြေသွားမှာဒီရင်ထဲမှာကြက်နေတယ်ဆိုတဲ့အရာအားလုံးကိုလှုပ်ရှားလိုက်လို့ရှင်တကယ်အဆင်ပြေသွားလိမ့်မယ်လို့ပြပါတယ် group 2လေးတွေအဆင်ပြေပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်နောက်ဗီဒီယိုလေးတွေမှာထပ်ပြီးတော့ဆုံပါမယ်ကျေးဇူးတင်ပါတယ် bye bye